အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာမြတ်ဖိုးပေးခါနေပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့တော့ကျွန်မကလက်ရှိ nursing home တစ်ခုမှာ healthcare assistant position နဲ့10နှစ်ကျော်လုပ်သက်ရှိပြီးတော့ ITE တက်နေတဲ့သူတယောက်ကို interview လေးလာလုပ်ပေးထားပါတယ်အဲ့တော့ ITE ကဘယ်လိုလူတွေတက်လို့ရလဲဘာတွေသင်ရလဲစာမွေးရအောင်ဘယ်လောက်ခက်လဲအဲ့ဒါတွေအားလုံးကိုမိဘမှာဖြစ်လို့ဆက်ကြည့်ပေးပါအောင်နော်မင်္ဂလာပါရှင်ကုကိုကိုမိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရဲဝတ်ထုတ်ဖြစ်ပါတယ်လက်ရှိအလုပ်ကနေရတော့စင်ကာပူနိုင်ငံမှာလက်စုံတစ်ခုမှာအလုပ်လုပ်နေပါတယ် Healthcare System စနေနေ့ပါရှိပြီအလုပ်လုပ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဘာကြောင့်မို့လို့ ITE တက်ဖို့ရွေးချယ်ဖြစ်လဲဆိုတာလေးပြောပြပေးပါအောင်ရှင်ကျွန်တော် ITE တက်ဖို့ရွေးချယ်ခြင်းအကြောင်းအရာတော့ဘယ်လိုပြောရမလဲနော်ကျွန်တော် work permit တက်တန်းကလည်းစနေနေ့ပါရှိတဲ့အတွက်ကြောင့်နောက်ထပ်တက်တန်းတိုးဖို့အတွက်တက်ရခြင်းတစ်ခုဖြစ်တဲ့အပြင်ကိုကျွန်တော်အနေဇာတုတိုးဖို့အတွက်လည်းတက်ရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် ITE မှာအခုဘာတွေသင်ရလဲဆိုတာလေးတစ်ချက်လောက်ပြောပြပေးပါအောင် ITE မှာဘာတွေသင်ရလဲဆိုတော့ theory test နဲ့ practical သင်ရတယ် MCQ လည်းသင်ရတယ်အဲ့ဆိုလို့ရှိရင်စာမှုဝဲရရောဘယ်နှခါဖြေရလဲစာမှုဝဲရတော့ visit theory practical သင်ရလောက်ဖြေပြီးတော့မှ ITE college မှာတွားပြီးတော့ MCQ ပြန်ဖြေရတယ်အဲ့ဆိုလို့ရှိရင် MCQ အတွက်က1ရက်ဖြေရတယ် practical က2ရက်ဖြေရတယ်စာမှုဝဲရခက်လိုက်စာမှုဝဲတော့မခက်ပါဘူးအဓိက MCQ ကကိုလောက်သွားပြီးရဟာတွေကိုပဲပြန်ပြီးတော့အဲ့ထက်မှာပြန်ပြီးတော့စာတွေးနဲ့ပြန်ပြီးတော့လေ့လာရတာပဲရှိတယ်ပြန်ပြီးအမှားမှန်ပဲပြန်ပြီးတော့ရွေးချယ်ရတာpractical ကရောဖြေရတာခက်လား practical လည်းဖြေရတယ်မခက်ဘူးကို့မှာအချိန်ကလုံးသက်ရှိလာတဲ့ခါကျတော့အတွေ့အကြုံတွေရှိလာတဲ့ခါကျတော့အစိမ့်တက်တဲ့စာရင်တော့အများကြီးလွယ်ကူဟုတ်ကျောင်းတက်တုန်းကရောဘယ်လောက်ကြာတက်ရလဲကျောင်းတက်တုန်းကတော့6လလောက်တက်ရတယ်ဟုတ်6လတင်နန်းတက်ကလည်းနောက်ထပ်6လnursing home ထဲမှာလက်တွေ့6လတင်ဟုတ်အဲ့ဆိုရင်အဲ့ nursing home မှာ6လကရောအခြား nursing home မှာသွားပြီးတော့လက်တွေ့လုပ်ရလားကိုလုပ်နေတဲ့ nursing home မှာပဲလက်တွေ့လုပ်ရလားကိုလုပ်နေတဲ့ nursing home မှာပဲလက်တွေ့လုပ်ပြရတယ်ကိုရှိမှရှိရဲ့ subnet ကကိုလုပ်ရဲ့လုပ်ရကိုင်ပေါ်ကြည့်ပြီးတော့အမှတ်ပေးပါတယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်6လကျောင်းသားတက်တာရောအပတ်တိုင်းတက်ရလားတစ်ပတ်မှာဘယ်နည်းရက်တက်ရလဲအပတ်တိုင်းပဲတစ်ပတ်မှာ1ရက်တက်ရတယ်တစ်ရက်ကတစ်နေ့ကုန်တက်ရလားတစ်ရက်ကတစ်နေ့ကုန်9နာရီကနေညနေ9နာရီထိတော့အဲ့ဆိုလို့ရှိရင် DITE ရဲ့ Healthcare Certificate Course တက်ဖို့အတွက်ကိုဘယ်လိုမျိုးလိုအပ်လဲဘာတွေလိုအပ်လဲဆိုတာလေးပြောပြပေးပါဦးဘာတွေလိုအပ်လဲဆိုတော့အဓိကတော့nursing step ဖြစ်ရမယ်နောက်တစ်ခုကအတွေ့အကြုံရှိရမယ်နောက်တစ်ခုကတထေးရဲ့ထောက်ခံချက်ရှိရမယ်နောက်တစ်ခုကျတော့Healthcare Certificate ရှိရမယ်အဲ့ဒါဆိုရင်သင်တန်းကြီးကရောဘယ်လောက်ပေးရလဲတထေးနဲ့ရောဘယ်လိုမျိုးတွေညှိနှိုင်းရလဲဆိုတာလေးပြောပြပေးပါဦးဟုတ်ကဲ့သင်တန်းကြီးကတော့3000နေရာပေးရတယ်ပေါ့နော်တထေးကနေပြီးတော့တိုက်ရိုက်လျှောက်မယ်ဆိုလို့ရှိရင်သင်တန်းကြီးကအပြည့်ပေးရ3000နေရာANC ကနေပြီးတဆင့်လျှောက်ပေးမယ်ဆိုလို့ရှိရင်တဝက်ကြခံပေးရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘက်ကတော့တရားမှပေးကြတော့မလိုဘူးတထေးကအကုန်ပေးတယ်ပေါ့နော်ကျွန်တော်ကတော့တထေးရှိမှအဲ့လိုလုပ်ပေးရတော့၄နှစ်တော့ဘုံထိုးပေးရတယ်ဒါပေမဲ့တခြား nursing home တွေကတော့အဲ့ဒါတွေမှာတူချင်မှတူမယ်ပေါ့နော်ဒါဆိုရင်အကြောင်းမျိုးမျိုးကြောင့်တကယ်လို့ဆမွေးမအောင်ခဲ့ဘူးဆိုရင်ရောဘယ်လိုဆက်လုပ်လဲအကြောင်းမျိုးကြောင့်ဆမွေးမအောင်ခဲ့ဘူးဆိုလို့ရှိရင်အောင်ပြန်ဖြည့်လို့ရတယ်အဲ့အတွက်အခွင့်အရေးတစ်ခုရရှိတယ်ဒါပေမဲ့ကိုယ့်ဘက်ကမဖြည့်ချင်တော့ဘူးဆိုရင်တော့ကုန်ကြခံတဲ့ပတ်စံမျိုးကိုယ့်ဘက်ကအကုန်ပြန်အပြည့်ပေးရတယ်နော်ကဲအဲ့ဆိုလို့ရှိရင်အခုလက်ရှိပေါ့နော် ITE တက်ဖို့အတွက်ပြင်ဆင်နေတဲ့သူတွေကိုရောဘယ်လိုမျိုးကြံပေးခြင်းလဲလုံးတင်ပါလေကောင်းပါလေအားကြောင့်လဲဆိုတော့ကိုယ့်ဘဝအရှိအတွက်လည်းယာတို့တစ်စင်တက်သွားဖို့အတွက်လည်းအဆင်ပြေတယ်လို့အတွေ့အကြုံတွေလည်းအများကြီးရတယ်ပေါ့နော်ဆိုတော့ nursing home start တွေအတွက်ဒါအခွင့်အရေးရှိတာပေါ့နော်အဲ့အတွက်ကိုတက်တင်တယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့အခုလိုစိတ်ရှည်လက်ရှည်ရှင်းပြပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နားထောင်နေတဲ့သူတွေကိုလည်းစကားလေးပြောပေးပါအောင်နားထောင်နေတဲ့အတွက်လည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်တစုံတစ်ခုကျွန်တော်ပြောတဲ့စကားရဲ့ထဲမှာတစုံတစ်ခုဘုဒ္ဓတာရမယ်လို့လည်းပြောနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်